ချင်တာကတော့ချင်းမျိုးသားတိုးတက်ဖြူရင်းနဲ့လုံခြုံရေးအတွက်ဒီပအားကိုးမှုမလိုပဲကိုအားကိုကိုအတိကလိုအပ်နေတဲ့ပညာရေးတောက်သုံးရရရှိမှုလက်ဆက်မီလန်ကရာစံစပါးရရှိရေးတို့မဟုတ်စိုက်ပျိုးရေးကိစ္စတွေပြည်သက်မဟာဗျူဟာစီမံကိန်းတွေပြင်ဆင်ချထားတာတွေရှိပြီလားရှိရင်ဆောင်ရွက်မှုအခြေအနေတွေရှိပြစေချင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာThe Channel Post Line ဘွေဦးထိုင်ရဲ့မင်းများချက်များချင်းပြည်နယ်ဆိုအဖွဲ့စီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးကျွန်တော်ဦးကောမှစုပေါင်းပြီးတော့ဖြေကြားသွားမှာဖြစ်ပါလိမ့်ပညာရေးကဏ္ဍချင်းပြည်နယ်ပညာရေးအနေဖြင့်ဝေးလံခက်ခဲဒီဒေသများမှာကလေးငယ်များပညာသင်ယူမှုအခွင့်အလမ်းများပုံမရရှိစေရန်နှင့်အခြေခံပညာပြီးဆုံးသည့်အထိပညာသင်ယူခွင့်ရရှိစေရန်ရည်ညွှန်းရန်အခြေခံပညာကျောင်းများကိုကျောင်းစစ်တိုးမြင့်ရန်အခြေခံပညာဦးစီးဌာနနေပြည်တော်သို့တင်ပြခဲ့ရာ2019-2020ပညာသင်နှစ်အတွက်အထက်က21ကျောင်းအထက်ကခွဲ52ကျောင်းအလက80ကျောင်းအလကခွဲ62ကျောင်းမူလတန်းလွန်ကျောင်း65ကျောင်းအမကကျောင်း59ကျောင်းအမကခွဲ22ကျောင်းစုစုပေါင်း360ကျောင်းအစစ်တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ပြီးပညာရေးအခြေခံမှုတစ်ခုဖြစ်သောကိုယ်ပိုင်ကျောင်းသို့မဟုတ်ပုဂ္ဂလိကကျောင်းများဥပဒေနှင့်အညီကိုယ်ပိုင်ကျောင်းများဒီထောင်ဖွင့်ပြုခြေလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ2019-2020ပညာသင်နှစ်တွင်ကိုယ်ပိုင်ကျောင်းသို့မဟုတ်ပုဂ္ဂလိကကျောင်း14ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်းတင်ပြလိုပါသည်တောက်တုံးရရရှိကဏ္ဍ2018-2019ဗဏ္ဍာရေးနှစ်တွင်ချင်းပြည်နယ်မြို့နယ်9မြို့နယ်ရှိကျေးရွာပေါင်း34ရွာတွင်မူလမွမ်းမာနိုင်ထောက်လုပ်ငန်းပေါင်း34ခုကိုဖွံ့ဖြိုးငွေကျပ်890.93တန်းဖြင့်၎င်းလူထုဗဟိုပြုစီမံကိန်းမြို့နယ်များဖြစ်သောကံပက်လက်မတူပီတွင်းစာပလဲဝမြို့နယ်များတွင်လူထုဗဟိုပြုနည်းဖြင့်ရေပေးရေလုပ်ငန်းပေါင်း320ခုကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါသည်ထို့ပြင်တန်ရှင်သောတောက်သုံးရရရှိရေးအတွက် treatment system ဖလာမျိုးနဲ့အာကာမျိုးတို့တွင်ဂျပန်ပညာရှင်ရဲ့အကူအညီဖြင့်ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်းတင်ပြလိုပါသည်ရက်စီမီရရှိရေးကဏ္ဍနိုင်ငံတော်ဆိုရ၏ပြည်သူ့အတွက်တတိယတစ်နှစ်တာတက်တန်းကာလအတွင်းချင်းပြည်နယ်လက်စစ်တာဖြန့်ဖြူးရေးလုပ်ငန်းမှရက်စီမီရရှိရေးဆောင်ရွက်ထားမှုငွေလုံးငွေရည်တာ4165.56ခုဖြင့်ရက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနမှမြို့15မြို့ကျေးရွာပေါင်း44ရွာမီလီပီဖြစ်ပါကြောင်းဖြင့်အခြားကုထုကုထကျေးလက်နတ်တလဌာနတို့မှကျေးရွာ953ရွာစုစုပေါင်းကျေးရွာ999ရွာအားမီလီပီဖြစ်ပါကြောင်းတင်ပြလိုပါသည်လမ်းပန်းဆက်သွယ်ရေးကဏ္ဍလမ်းပန်းဆက်သွယ်ရေးအနေဖြင့်ဒီထောင်စုမှစီမံခန့်ခွဲသောလမ်းများ8လမ်းကိုရန်ကုန်ငွေကျပ်1,490.23တန်းဖြင့်၎င်းဒီနေ့မှစီမံခန့်ခွဲသောလမ်းများ25လမ်းရန်ကုန်ငွေကျပ်9,560.9တန်းဖြင့်2018-19ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရှိပါကြောင်းတင်ပြလိုပါသည်။တရားများတည်ဆောက်ခြင်းကဏ္ဍ2018-2019ဘဏ္ဍာရေးနှစ်ဒီထောင်စုရန်ပုံငွေနဲ့ဒီနေ့ရန်ပုံငွေများဖြင့်လက်ဘာတရာဒီတာတရာစရောတရာမောဇန်ကွေးချောင်းကူတရာလေးမြူတရာမုံချောင်းတရာဝါတရာဘောဝါတရာသီးဖိုက်တရာနှင့်ဒေါံဝါတရာတည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုပါသည်စံစပါရရှိရေးသို့မဟုတ်စိုက်ပျိုးရေးကဏ္ဍ2018-2019ဘဏ္ဍာနှစ်ချင်းပြည်နယ်အတွင်းဒေသဝန်ဆောင်ပူလုံရေးအတွက်တဧကအထွက်နှုန်းမြင့်မားလာစေရေးအတွက်အထွက်ကောင်းမျိုးတန့်စပါဆွေရည် RS 55ကင်းနဲ့ပလဲတွေစမျိုးစပါ980ကီလို140ဧကစာ
ဖြန့်ဖြူးပေးတဲ့ပါကြောင်းနဲ့ဂုံးမြင့်လေယာပေါ်ထုတ်ပြီးစီးမှုမှာ contract စီစဉ်ဖြင့်411ဧကနှင့်ဌာနစီစဉ်ဖြင့်250ဧကစုစုပေါင်း660ဧကပေါ်ထုတ်ပြီးဖြစ်ပါကြောင်းတင်ပြလိုပါတယ်။ရွှေပြောင်းတောင်ယာစနစ်ပပျောက်စေရေးအတွက်ဒေသနှင့်ကိုက်ယူပြီးဘူစာစိုက်ဧက20ဘူစာမျိုးကိုင်း3,600တိုးချက်စိုက်ပျိုးပြီးစီး၍ကောင်းထေဖော်ဆောင်ရွက်နိုင်ခဲ့ပြီးတော်ရိုင်းမြေရိုင်း area စုစုပေါင်း42သိန်း4,632ဧကရှိရာ2012ခုနှစ်မေလွတ်မေလနှင့်မေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့်2018ခုနှစ်မေလွတ်မေလနှင့်မေရိုင်းများစီမံခန့်ခွဲရေးပြင်ဆင်သည့်ဥပဒေအရလောက်ကန်ခွင့်ရရှိလိုသူတို့ကမေလွတ်မေလနှင့်မေရိုင်းများစီမံခန့်ခွဲရေးကော်မတီထံလျှောက်ထားခြင်းအပေါ်စိုက်ပျိုးရေးအတွက် area 30ဧကအောက်နှင့်ဝင်းမြူရေးအတွက် area 50ဧကအောက်လျှောက်ထားခြင်းဖြစ်ပါကပြည်နယ်မေလွတ်မေလနှင့်မေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့်ပြည်နယ်ဆိုရအဖွဲ့၏သဘောထားမှတ်ချက်နှင့်အညီအာမခံခြင်းပေးသွင်းစေ၍လောက်ကန်ခွင့်ပေးလျက်ရှိပြီး area ဧက30အထက်လျှောက်ထားသူများဖြင့်မွေးမြူရေးအတွက် area ဧက50နှင့်အထက်လျှောက်ထားသူများပြည်နယ်မေလွတ်မေလနှင့်မေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့်ဖြင့်စီစစ်၍ပြည်နယ်ဆိုရအဖွဲ့သဘောထားမှတ်ချက်နှင့်အတူဗဟိုမေလွတ်မေလနှင့်မေရိုင်းများစီမံခန့်ခွဲရေးကော်မတီထံပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုပါသည်မဟာဗျူဟာစီမံကိန်းအပိုင်း2019-2020ဘဏ္ဍာနှစ်တွင်ပြည်ထောင်စုပြည်နယ်ဝေလုံးဝေးရန်ပုံငွေဖြင့်ကွန်ကရစ်လမ်းခင်းခြင်း12ပေအခြေကတ္တရာလမ်းခင်းခြင်း24ပေအခြေကတ္တရာကွန်ကရစ်လမ်းခင်းခြင်း24ပေအခြေကတ္တရာလမ်းတာချက်ခြင်း18ပေအခြေကတ္တရာလမ်းချက်ခြင်းကတ္တရာထပ်ပိုးတော်ခင်းခြင်းအမာခံလမ်းခင်းခြင်းလေချင်းနိုင်ရန်တိဆောက်ခြင်းတရားတိဆောက်ခြင်းအုပ်စီရင်များ platform ပြုလုပ်ခြင်းမြက်ွယ်ကွလမ်းတာချက်ခြင်းလမ်းတိဖောက်လုပ်ခြင်းကြောက်လန်းခင်းခြင်းရေထုတ်ပြုံမေကနာယပါရေထုတ်ပြုံတိဆောက်ခြင်းရေမြောင်းတိဆောက်ခြင်းလမ်းကွယ်ဖြန့်၍ကြောက်လန်းခင်းခြင်း gradient short ချက်ခြင်း gradient short ချက်သောအပိုင်းအားအမာခံလန်းခင်းခြင်းကလတာမိကူတရာအားကတ္တရာခင်းခြင်းကတ္တရာလမ်းပြတ်ပေါ်တွင်ကတ္တရာလမ်းခင်းခြင်းနှင့်ချင်းကလမ်းကတ္တရာခင်းခြင်းတို့အားဆောင်ရွက်ရန်ရထားဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုပါသည်2030ခုနှစ်၌မြန်မာနိုင်ငံရှိကျေးရွာအားလုံးချင်းပြည်နယ်ပါဝင်အားလုံးရဲ့80ရာခိုင်နှုန်းနိုင်ငံတွင်းရှိကျေးလက်နေလူဦးရေရဲ့90ရာခိုင်နှုန်းအပေါ်ယာတိမရွေးသွားလာနိုင်ပြီးကျေးလက်လာများအုံပြုနိုင်ရန် class A လာများရှိကြောက်ကဝွန်လီနီမြေတာလန်စိုက်ကလာများအားကတ္တရာတုတ်မဟုတ်ကွန်ကရစ်လာများအဖြစ်၎င်း class B လာများရှိကဝွန်လီနီမြေတာလန်စိုက်ကလာများအားတောထောလာများအဖြစ်၎င်း class C လာများရှိမြေတာလန်စိုက်ကလာများအားအမာခံလာများအဖြစ်ဆောင်ရွက်ခြင်း၎င်းတို့နှင့်ဦးစားပေးတိလာများအားဌာန၏ပထမကာလသို့3နှစ်2018-2019မှ2020-2021ဦးစားပေးနှင့်လာများအားဌာန၏ဒုတိယကာလသို့9နှစ်2021-2022မှ2025-2026ဖြင့်ဦးစားပေးပုံလာများအားဌာန၏တတိယကာလသို့9နှစ်2026မှ2026-2029မှ2030ပြည့်ဆောင်ရွက်ရန်ယာထားလျက်ရှိပါကြောင်းတင်ပြလိုပါတယ်။တိုင်းရင်းသားလူမျိုးများရဲ့အာသာစကားစာပေရည်ချင်းမှုအမှုပညာရိုးရာဓလေ့သမိုင်းအမွေနှင့်တဘာဝပတ်ဝန်းကျင်တို့ကိုလက်ရှိကားနိုင်ပြီးနိုင်ငံသားများဖြစ်လာစေရန်ဥတည်၍ချင်းပြည်နယ်ဒေသတည်ယူပြုစုခြင်းဆိုင်ရာအလို့ရုံဆိုသူပွဲများကို UNICEF NGO အဖွဲ့အစည်းများပညာရေးဌာနမှအငင်းစားဝန်ထမ်းများပညာရှင်များဖြင့်ပူးပေါင်း၍ချင်းပြည်နယ်ဒေသတည်ယူကို2019-2020ခုနှစ်တွင်အပြည့်အရေးဆွေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုပါသည်
ကျေးလက်ရရရှိရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ကုလသမဂ္ဂရဲ့စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်6ခုနှင့်အညီ2030ခုနှစ်တွင်ကျေးလက်နေပြည်သူအားလုံးလက်လှမ်းမီ၍တန်ရှင်သောတုတ်သုံးရရရှိရေးတွင်ကျေးလက်ရရှိရေးမဟာဗျူဟာနှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်းနှင့်ကျေးလက်ရရှိရေးနီလာ6မျိုးဖြစ်သောတွင်းတင်တူချင်းတွင်းနဲ့တူချင်းလက်တူတွင်မိသားရေကံစစ်စားရေတူချင်းနှင့်အခြားရေရရှိရေလုပ်ငန်းတို့နဲ့ချင်းပြည်နယ်တွင်စစ်စားရေတူယူခြင်းလုပ်ငန်းကိုအတိကထားဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုပါသည်2019-2020ခုဘာနာရေးနှစ်တွင်လည်းကျေးရွာပေါင်း43ရွာကိုခွင့်ပြုငွေကျပ်1233.16 တန်းဖြင့်ရေပေးရလောင်ငန်းအားပြည်ထောင်စုရန်ကုန်ငွေဖြင့်ဆောင်ရွက်ရန်ရထားပြီးဖြစ်ပါသည်ထို့အပြင်2019-2020ခုဘာနာရေးနှစ်တွင်ပြည်내အစိုးရရန်ကုန်ငွေဖြင့်ကျေးရွာပေါင်း10ရွာကိုခွင့်ပြုငွေ229.585 တန်းဖြင့်ရေပေးဝေရေးလောင်ငန်းရထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတင်ပြပါသည်အားလုံးကျေးဇူးတင်ပါ